ကြပါတယ်ဆိုတဲ့ခုံဖက်နဲ့ကောင်လေးတွေဟာဆိုရင်ဖြင့် online မှာဗီဒီယိုတင်တဲ့ခါတိုင်းအထာကြမယ်လို့ထင်တဲ့စကားလုံးတွေကိုထည့်ရေးတက်ကြပြီးအထာကြမကြတော့ကျွန်တော်လည်းမသိပါဘူးအောက်ကိုအမြင့်ငုံကြီးကကြနေတဲ့အထာကိုလည်းရသလောက်ကောက်သိမ်းနိုင်ဖို့အတွက်တပြက်စီပေါင်းမီကိုလည်းဝတ်တက်ကြပါသေးတယ်ဆိုအထာကြချင်နေလို့လည်းအထာကြတယ်ဆိုတဲ့စကားကိုစိုးပြောနေကြလို့ကြွားနေသလားလို့တောင်ထင်ရပါသေးတယ်ကြွားတာဟုတ်မဟုတ်သိရင်ခေါင်းမမှာပြောပြပေးသွားနိုင်ပါတယ်နှာခေါင်းကိုခဏခဏကင်နေတာကလည်းအထာကြတယ်လို့ထင်ကြပေမဲ့ကြပြောက်သွားမှဆိုလို့ဖြစ်ပါတယ်မွေကင်းပါအန်ရကာကွယ်ဖို့အတွက်ကိုလည်းတော်စီဖက်နဲ့လို့အရှိကြီးတွေဝတ်တက်ကြပြီးတော့တခါတရံအမေတို့အမတို့ရဲ့ဖက်နဲ့ကိုပါဝတ်ပြီးဟန်ရေးထွက်ပြတာကိုမြင်တွေ့နိုင်ပါသေးတယ်သူတို့လေးတွေအများစုကို7နှစ်မြင်းဆောင်နဲ့9မြင်းဆောင်တွေမှာတွေ့နိုင်ပြီးတောသားလို့ဆိုပြီးအပြန်လန်ပြောဆိုနေတတ်ကြလို့ဘယ်သူတောသားလဲဆိုတာကျွန်တော်လည်းမသိပါဘူးထန်ဒီမဲ့အယောင်နဲ့မဖီးရသေးတဲ့သပင်ကေကိုအမြဲလိုပုတ်တက်နေကြလို့အမွေးကျုံမှာကိုတော့စိုးရိမ်နေရပါသေးတယ်တခါတရံဇိုးတွေလိုအထာဖမ်းချင်ပေမဲ့ Hello Kitty ဘောင်းမီဝတ်ထားတော့နှွဲဇိုးကြီးများလာလို့တော့ထင်ရပါတယ်ဘတ်စကားပေါ်မှာလည်းသွေးပူလေးကြီးကန်ကခုန်နေကြလို့ဘေးလူတွေမျက်စောင်းထိုးတာကိုလည်းခံကြရပါသေးတယ်အထာကြလို့ကြည်တာဖြစ်မှာပါကြီးစံကပတ်ကိုမှလက်မှာကင်လွဲနေတာကိုအထာကြတယ်လို့ထင်ရပေမဲ့နွားချောင်းသားလေးနွားချောင်းနေတယ်လို့ပါပဲအဲ့ဒါလဲစတာပါ iPhone ကင်နဲ့မှလူရဝင်တယ်လို့ထင်တတ်ကြတဲ့ပြင် live photo မှန်သိအောင်ခြေထောက်တစ်ဖက်ကိုလည်းဇွတ်တွေလောက်ခါပြနေပါသေးတယ်နာမည်ကြီးဈေးကြီး brand ကိုမှထင်ကြီးတတ်ကြပြီးဘောင်းမီလည်းကြီးနှာခေါင်းလည်းကြီးအောက်ပိုင်းလည်းကြီးပါသေးတယ်ရှောက်မတွေးပါနဲ့စီးထားတဲ့ဖက်နဲ့ကြီးတာကိုပြောတာပါကျွန်တော်ကြော်ညာလေးတစ်ဖြက်ဝင်ပြရစီမိုဘိုင်းလေးချန်အကောင့်တစ်ခုရောင်းဖို့ရှိပါတယ်အဲ့ဒါစိတ်ဝင်စားလို့ဆက်စုချင်ရင်ချက်ပေါ်မှာလာမေးလို့ရပါတယ်ပြောရင်းနဲ့နောက်ထပ်ဒီလိုဗီဒီယိုတွေကိုမျက်စိနောက်အောင်တင်ဆက်ပေးအောင်မှဖြစ်လို့လိုအပ်ရင်ဘလော့ထားဖို့ကိုလည်းတိုက်တွန်းလိုက်ပါတယ်